ဘိုးတော့ကြရောက်လာပြီမင်းတို့ရှိတဲ့နေရာကိုဘိုးတော့ကြမြင်းကလေးရောက်လာပြီကွာဟောဒီနယ်ပဲတကွေလည်းပဲမတူတဲ့အစင်းလောင်နဲ့စိန်ခေါ်ရဲတဲ့ကောင်းတွေကရှိသေးတယ်ဘယ်သူတွေလဲဘယ်ကောင်းတွေလဲမင်းတို့ရှိတဲ့နေရာကိုဘိုးတော့ကြမြင်းကလေးရောက်လာပြီမင်းတို့ရှိတဲ့နေရာကိုဘိုးတော့ကြမြင်းကလေးရောက်လာပြီကွာချောင်းကြီးတကွင်းဖုံလုံးတင်နဲ့လေလိုင်းတကွင်းနဲ့အရှိန်ဟုန်ပြည့်ဂျော်ကီရှိန်ထက်ရဲ့ချောင်းကြီးဂုံဆောင်မဟာခြေလက်ပိုင်းရှိဘိုးတော့ကြမြင်းကလေးရောက်လာပြီဘိုးတော့ကြမြင်းကလေးရောက်လာပြီကဘာပရှိအထာမသိမြေခြေသာမသိတဲ့မင်းတို့မြေလောကကိုရောင်ဆိုးမဲ့သူတွေလားဘယ်လဲချင်းကဘာမှမသိတဲ့သူတွေကွာဟေးငါဆိုတဲ့ဘိုးတော့ကြမြေလေးပုံမှာစိန်ခေါ်ရဲတဲ့ကောင်းတွေကမိုးတီအောင်လေကားထောက်မော်တကောနဲ့ရေရင်သာနောက်မှသာကြံခဲ့လမ်းကြီးပန်းဝင်မဲလို့ခင်းနေလားအေးငါဆိုတဲ့ဘိုးတော့ကြကမင်းတို့ရှိတဲ့နေရာကိုရောက်လာပြီကွာငါဆိုတဲ့ဘိုးတော့ကြကမင်းတို့ရှိတဲ့နေရာကိုရောက်လာပြီမင်းတို့လိုစိတ်ခေါ်ရတဲ့ကောင်းလေးကိုတီးအောင်ပြောထားလိုက်ပါငါရှိတဲ့နေရာကအေယာဝတီတိုင်းဒေသကြီးချောင်းကြီးကျေးရောမှာကိုရှိန်တဲ့ပိုင်ဆိုင်နဲ့ဘိုးတော့ကြမြင်းကလေးရောက်လာပြီကိုရှိန်တဲ့ပိုင်ဆိုင်နဲ့ဘိုးတော့ကြမြင်းကလေးမင်းတို့ရှိတဲ့နေရာကိုရောက်လာပြီကွာဘိုးတော့ကြမြင်းကလေးရောက်လာပြီချောင်းကြီးမှာဘိုးမထားတဲ့ချောင်းကြီးချေးရောရေချေချနေရာတည်တဲ့ဘိုးတော့ကြရောက်လာပြီဒီလိုပွဲမျိုးမင်းတို့နဲ့တွဲဖို့အတွက်ဘိုးတော့ကြဆိုတဲ့မြင်းကလေးကသစ္စာရှိမှအပင်ဖြစ်တယ်လို့မထင်ဘူးဝေရှိတိုင်းနိုင်မယ်လို့မင်းတို့ကငါကမထင်ဘူးမင်းတို့ကိုဆုံးမဖို့အတွက်ဘိုးတော့ကြမြင်းကလေးရောက်လာပြီဘိုးတော့ကြမြင်းကလေးရောက်လာပြီနောက်ကြတဲ့ခြေတော်သစ္စာဖောက်ပဲမင်းတို့တီအောင်တခုပြောဦးချောင်းကြီးဂုံဆောင်မဟာခြေလက်ပိုင်ရှိဘိုးတော့ကြချောင်းကြီးဂုံဆောင်မဟာခြေလက်ပိုင်ရှိဘိုးတော့ကြငါကတော့လုံးဝဘီယူမဆိုင်ဘူးလုံးဝကိုဘီယူမဆိုင်ဘူးကွာဘိုးတော့ကြဆိုတဲ့ငါကကျင်ပြီးသားမြင်ပြီးသားအဲ့ဒါမင်းတို့သိဖို့ချောင်းကြီးတကွေဖုံလုံးတွေလေလိုက်တကွေနဲ့အရှိန်ဟုန်ပြည့်ဂျော်ကီရှိန်တဲ့ချောင်းကြီးပုံဆောင်ဘိုးတော့ကြမင်းတို့ရှိတဲ့နေရာကိုဘိုးတော့ကြကြီးရောက်လာပြီကွာဒီချင်းချတော့နာတော့တာပန်းစင်းလေးနဲ့အပိခင်ဗျာဘိုးတော့ကြမြင်းအတွေ့အသားများမှာ
ပြောဆိုနဲ့တွာလာလေးတွေမှာအမားယုံလေးများရှိခဲ့ပါကအကြောင်းပြန်နဲ့တောင်းပန်လေးချစ်တော်ပြီးတယ်ခင်ဗျာ